hello အားလုံးပဲမင်္ဂလာပါရှင်တို့ဒီမှာတော့ပွဲစားမှာတက်တူတင်ရောက်မှာဖြစ်ပါတယ်ဒီကဒီစားရမှာပေါ့နော်တခြားကလည်းတင်လို့ပါပဲတော့တကယ်ကြီးဖြစ်နေရတဲ့တူကြောင့်ပေါ့နော်စက်တင်နေတာဖြစ်ပါတယ်ဒီနေ့ကတော့ list နောက်ဆုံးမှာစက်တင်နေတာဖြစ်ပါတယ်စက်တင်မှာရောက်ပြီဆိုတော့ Rose Story နောက်ဆုံးကျန်တဲ့လူရောက်လာဖြစ်ပါတယ်။အဲ့ဒါတော့တောမှနေတဲ့ကောင်လေးတောမှနေတဲ့ကောင်လေးအဲ့မကြီးရဲ့နာမည်ကတော့ EO ဆိုတာဟာဆိုတော့ NEO ဆိုတာဟာဆိုတော့ပေါ့နော်။အဲ့မမကိုကဝတ်ကြနေကြတယ်။အဲ့ခုကဒီမှာပါလေRose Milk ကို Cherry Coffee ဆိုင်မှာရှိရတယ်နော်အဲ့မှာ Rose နဲ့တော့ချင်းအဲ့ဒါကိုလိုက်ကြည့်ရအောင်နော်အဲ့ဒါကိုချင်းအမှားရတော့ဒီ coffee ဆိုင်မှာစောင့်နေတယ်လို့ပြောရပဲအဲ့ဒါဒီဘာဖြစ်တဲ့ဟာ coffee ဆိုင်ကြီးမှာတော့စောင့်နေလိုက်ပါမယ်လေအဲ့မှာရောဒီ coffee ဆိုင်မှာတော့မြန်မာမှာဆက်ပြီးမထားရဘူးဆက်သွယ်တာလို့ပါနော်အော်ဟုတ်တယ် Rose ဆိုရဲဟိုလေအိမ်ပွဲစားမလေးဆိုတာ Rose ဆိုရဲပွဲစားမအမလားညီမလားရှင်ပွဲစားမလို့အဲ့လိုရောမဟုတ်ပါရှင်ရိုင်းမယ်ကျွန်မအိမ်ဝယ်မဲ့လူတွေပတ်စံနဲ့ပဲယူတာပါနော်အဲ့လိုရှင်အမလိုနေအိမ်ကဘယ်လိုမျိုးလဲတော့ရရတယ်အိမ်ကဒါမှမဟုတ်လည်းမပတ်တာဒီရိုင်းနဲ့မြို့ပေါ်ကရှိတဲ့အိမ်မျိုးလိုချင်တာအမကဘယ်လိုအိမ်လဲကျမတော့ဒီမြို့ပေါ်မှာလည်းနေနေကိုရှာမှာကျတော့ကျမတော့ပေါ်စီရှင်တော့ပေါ်စီကျမလေးတော့မှဆိုလို့ရှင်ကျမအဲ့အချမ်းပါဆုံးလေသိရမလားဟိုလေတော့လည်းအများကြီးပဲနော်မုံကရေးအမလူရင်းနဲ့ပြောပါနော်ဟုတ်ကဲ့အဲ့ကျမကမြို့ပေါ်မှာလို့ရှင်တာပေါ့နော်ကျမလို့ရှင်တာကျတော့ဟိုပြောရမယ်အဖေရဲ့ရတာဒါရမရှိဘူးကျမတော့စိုက်ကြည့်တော့ကျမလေးကိုစင်စင်လေးအင်္ဂလိပ်ပဲရှင်ဘယ်မှာဖြစ်ကြဲလေးနဲ့ကြည့်လို့ကောင်းမှစီရတယ်ဒီလိုရရင်ပြီးတာပဲအမရဲ့ဒီပါလေးပြလေးတော့ဟုတ်ကဲ့ပါရှင်ကျမပြလေးမယ်နော်အဲ့ဒါအမကဟိုလိုက်ခဲ့ကျမနာအောင်အမအဲ့ဆိုလို့ရှိရင်ကျမလည်းတက်စီလေးဆုံးဆက်လိုက်မယ်တက်စီနဲ့တော့ကြမယ်နော်ဟုတ်တက်စီကျမဆုံးဆက်လိုက်မယ်အမလေးတက်စီရောက်လာတယ်တော့ဆောင်းနေတာကိုကြီးရဲ့ကတမကြီးရဲ့နာမည်ဆိုလာဟုတ်ကဲ့ကဲလားအဲ့ဒါအမတို့ရဲ့အိမ်ကြီးကျမရှာပြီးမယ်မျိုးရဲမှာဆိုလို့ရှိရင်တော့အိမ်ကများတော့များတယ်ဟိုအမကဒီမျိုးနဲ့မဟုတ်ပဲဒါကတော့ကျမတို့စာကူရာမျိုးပေါ့နော်ဒီစာကူရာမျိုးမဟုတ်ပဲနဲ့ဝါဆန်ဆူမျိုးလည်းရှိတယ်နော်ဒီဝါဆန်ဆူမျိုးမှာကျတော့ဝါဆန်ဆူမျိုးကကျတော့လူနည်းနည်းရှက်နေတယ်ပေါ့နော်အဲ့တော့အမဘယ်လိုမျိုးလိုချင်တာလဲမသိဘူးပြောရမယ်ဆိုရင်ကျမကဒီမျိုးထဲမှာပဲလိုချင်ပါတယ်ဘာလို့လဲဆိုတော့ဝါဆန်ဆူမျိုးကကျမတခါအလုပ်ကိစ္စရှိတော့တွားပြီးရပါတော့အဲ့ဒီမျိုးကလူတူမရှိဘူးလူပြတ်တယ်ပေါ့နော်ဒီလိုဆိုရင်တစ်ခါတော့ရနေရတယ်ဆိုင်ရအောင်ဝေးတော့ကျမတို့တော့ခက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကွက်ချင်တာတော့ကျမတို့လုပ်ပါတယ်ဟုတ်ကဲ့ရှင်အဲ့ဒါဆိုရင်ကျမဒီနေ့မှာကားလေးခဏရက်နော်ကားကြီးဒီနေ့မှာခဏရက်မယ်ဟုတ်ကဲ့မလေးဟဲ့ပွဲစားတီးတရားကိုထုံးဆက်လိုက်အောင်။ဒီဆိုကွာလီငါဝဲအိမ်တလုံးလို့ဆိုတော့အဲ့ဒါမြင်စီစဉ်တော့တစီရောဟိုကမှတစီရတာပါနော်။နော်တယ်လန်ထချောင်းအောင်မယ်လားတင်နာမှာတော့တော်တော်ဝေးတာ
စီစဉ်နေရတဲ့ဒီလိုလေတော့ကြရမှာတေးလေးပဲအမတယောက်တည်းနေမယ်ဆိုရင်အဆင်ပြေတယ်နော်တယောက်တည်းမဟုတ်ဘူးဆိုလို့တကယ်ချင်းနေမိပါတယ်မိသားစုရနေမယ်ဆိုရင်တော့မှအိမ်လေးကကျေးကောင်းမှကောင်းတယောက်တည်းပဲနေနေမိသားစုနေပဲနေနေလာလိုက်တာကဲအမကြိုက်တယ်အဲ့အထဲလေးဝင်ကြည့်ရအောင်လေဟုတ်အဆက်ထဲရအောင်အမဝင်နေဒီမှာဆိုရင်အဲ့ခဲရှိနေတယ်နော်အဲ့ခဲရှိနေမှာဒီလေးထားပြီးတော့ဒါရအမပြောဝဲတယ်လို့ထည့်ပြီးပြီလားဆန်မယ်နောက်ပြီးလို့ရှိရင်ဒါလေဒေးစင်လေးရှိမယ်မိန်မော်လေးမမီးတယ်မိုက်တယ်ဟောမှာဒီကတိတာရှိမယ်တဲဦးတင်ခွက်တွေဆုံးရှိတယ်ဒါတော့နော်သမီးစားစပွဲမတရားတဲ့နေဝင်ကောင်းနေပါတော့မကောင်းလေးနဲ့ပဲနေလို့ရတယ်ဟုတ်တယ်မတရားတဲ့နေပါပါဆိုပါတရားတဲ့နေနေရှင်ပရိယဝင်နေနေလို့တကယ်အဆင်ပြေတယ်တရားတဲ့တော်တော်လုပ်ပြီးဟာတော့မတရားတဲ့နေမယ်ဆိုတော့ဒီပါဒါဒီကတော့အမစာကြည့်စပွဲမဝင်တော့အမရုံးနေရပါတယ်ပြန်လာလို့ရှိရင်လေပြန်လာသိနေပါကြည့်ရတယ်ဒါဒီကတော့မအိမ်နဲ့အိမ်ရအောက်ဘက်မှာလည်းဖြစ်နေတယ်။အဲ့လိုစားရတာလည်းတာတယ်။ဒီကြောင်လည်းဒီအိမ်လေးစိတ်ဘာလို့လဲ။အဲ့ဒါတော့တင်းတောင်းနေတယ်။မတန်းတော့မလီတော့ဘောစီပါရှင်တော့ဘောစီပါကဲကျမဟိုပြလိုက်မယ်။ပွဲပေးလိုက်မယ်အမဘန်ကောက်ကျမလာရှိပြီးတာ။ဟုတ်ကဲ့ရှင်အဲ့လိုပဲကျွန်တော်နည်းနည်းရလို့ရှင်လွှဲပေးလိုက်ပါနော်အေးလွှဲပေးလိုက်မယ်ဟိုလွှဲပေးပြီးမှလာပုတ်မှာမလားအင်္ဂရိနေပါရဟုတ်တယ်ရှင်ကျွန်တော်တို့နောက်မှလာပုတ်မယ်နော်အေးရမလားမဟုတ်ပါအဲ့လောက်မဟုတ်ပါဘူးဒီနေ့ပတ်စံကိစ္စအရင်ပြောအဲ့လိုရှင်ဒီအိမ်လေးသဘောကျရဲဆိုအမယူမယ်ဒါလေးကမှမလျှော့ဘူးညီမရဲ့ဒီဈေးပဲအမမို့လို့ကျွန်မခင်လို့ short ပေးလိုက်မယ်နော်အဲ့ဆိုလို့ရှိရင်ကျွန်မ1500ခေါ်ရတယ်နော် short ပေးလိုက်မယ်3450ပဲပြီးတော့3450ဟုတ်ပြီလား50 short ပေးရတယ်အဲ့လိုလုပ်ပါညီမကျွန်မလွှဲလိုက်နော်ဟုတ်ပြီအဲ့ဆိုရင်မကြီးကျွန်မလည်းတော့အိမ်ပြချင်ရှိတယ်လို့နော်ွားလိုက်အောင်မယ်ဒါလေးရတော့ကျွန်တော်တို့ပွဲစားမလေးအပိုင်း30သိန်းလေးဖြစ်လာတယ်ကျွန်တော်တို့ပထမဆုံးပိုင်းမှာဆိုလို့ရှိရင်ဒီကောင်လေးတရားပေါ့နော်ဒီကောင်မလေးကို surprise တိုက်ဖို့အတွက်ဆိုပြီးတော့အိမ်လေးတစ်လုံးမှာနော် appointment ရှင်လေးရမ်းပြီးတော့ဒီတိုင်း ID ကတော့ကျွန်မမပေးပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီ ID ကကျွန်မစောက်ထားမှာမဟုတ်ပါဘူးကြားဒီစောက်ထား ID ကိုကျွန်မသုံးနေတော့နော် pick up list ထဲမှာရှာပြီးတော့လုပ်ထားတဲ့အိမ်လေးဖြစ်လို့ပါနော် ID ရှင်းလို့ဟိုဘက်ကစီလာတန်းမှာဖြစ်လို့ပါနော်အဲ့ဒါဆိုရင်ကျွန်မမပြောပြဘူးနော်ပထမဗီဒီယိုလေးအတိုင်းလေးပေါ့နော်ဆက်ပြီးရပြောလို့မရအောင်ဆိုရင်လည်းကျွန်မပြောလိုက်ပါနော်မင်းချလို့မဖိုင်ဘူးအဲ့ဒါဆိုကျွန်တော်ဒီအခုစတဲ့နိုင်မှာဖိုင်နေတဲ့ဆိုရင် like subscribe လုပ်ပြီးတော့နောက်ထပ်ဘလို့အင်္ဂလိပ်ကျွန်မစောက်ပြအောင်မလဲဒီနေရာတွားပြရအောင်လေဆိုတာကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ကောင်းမှမလုပ်ခဲ့ပါဘူးရှင်အားလုံးပဲတတာ